ကိုကကိုကားလေးအေးစစ်စစ်မောင်းလာတာကွာဘေးကကလေးကချေအုတ်ကြားမြက်ပေါက်ကားလည်းမသိဘူးငါကောက်ဝင်တိုက်သွားတယ်ကွာဒီမှာတကားလုံးလုံးပြုတ်ထွက်သွားပြီဟာဆိုင်ရှင်ကလည်းဘေးရောက်နေတယ်မသိဘူးကားပြင်မလို့ပါဆုံးပါပဲခဏလောက်တော့စောင့်နေတိုင်းပဲကွာတော်သေးတယ်ကားတကားပဲဖြစ်သွားလို့ဂျုံကွာငါ့ရဲ့ကားကြီးတော်သေးတယ်ဒီလောက်ပဲဖြစ်သွားလို့ကားပြင်နဲ့ဆရာလည်းဘေးသွားနေအာဘသူလည်းမသိဖုံးလာအော်မှုတ်ကြီးဒီကောင်ထူးဆန်းဆန်းငါစီဖုံးနေပါဆက်လို့ပါလားအေးအောင်မင်းခုပဲမလဲအေးကွာငါအခုကားဝက်ရှော့မှာကွာဒီမှာကွာကားစီးနေတော့ဘေးကကလေးကြီးအုတ်ကြားမြက်ပေါက်လဲမသိဘူးငါကောက်ဝင်တိုက်သွားလို့အဲ့မှာကားတကားကျွတ်သွားတာအခုပြေးနေတာမင်းဘာပြောမလို့လဲအေးငါမင်းကိုပြောကြတခုရှိလို့ကွာဒီကိစ္စတော်တော်စိတ်ဝင်စားကြကောင်းတယ်ကွာအေးအဲ့ဆိုပြောလေကွာဘာကိစ္စတော့မင်းဟိုတင်းချိုင်းကုန်းကိုသိရမလားဟာတင်းချိုင်းကုန်းသိတာပေါ့ကွာဟိုလင်းဝင်းဘေးနာတင်းချိုင်းကုန်းမလားဘာဖြစ်လို့တော့တရဲတွေ့လို့လားမဟုတ်ဘူးကွာအဲ့တင်းချိုင်းကုန်းရဲ့ဟိုဘက်ကမီးပြတဲ့ကုန်းမင်းသိရမလားမီးပြလိုက်ဟောကြီးတင်းချိုင်းကုန်းရဲ့ဖေးကမီးပြလိုက်လားအေးဘာဖြစ်လို့တော့ဟာမင်းဟာလေအဲ့ဒီမီးပြလိုက်နားမှာဟိုနေ့ကဘယ်မှမသိတဲ့အိမ်တစ်လုံးပေါ်လာတယ်ကွာပြီးတော့အဲ့အိမ်မှာတရဲမကြီးတကောင်လည်းရှိရလို့ပြောတယ်မင်းဟုတ်လို့လားကွာအဲ့ရှိရထားပါအောင်ဘာဖြစ်လို့လဲအဲ့တရဲမရှိတာဘာလို့ရမှာတော့အေးအဲ့တရဲမရဲ့အိမ်ကြီးမှာအဲ့တရဲမစူဆောင်းထားတဲ့ရန်နာတွေအများကြီးရှိရလို့ပြောစံကြားတယ်ကွာပြီးတော့အဲ့ရန်နာတွေကိုတွားယူတဲ့ဘေကောင်မဆိုအဲ့တရဲမကြီးကပညာကောင်းကောင်းပြီးရလို့ပြောတယ်ကွာအဲ့ဒါမင်းများအဲ့ရန်နာတွေကိုတွားယူရှင်လားလို့ငါမင်းကိုဖုန်းနဲ့ဆက်လိုက်တာပါကွာမင်းရတယ်သူများပစ္စည်းကိုတီနေရပို့လိုက်ကွာအေးငါမင်းကိုတီနေရရောဗီဒီယိုတစ်ပေါ်ပို့ထားတယ်ကြည့်လိုက်အေးကြည့်လိုက်မယ်မောင်ကြီးပြောတဲ့တရဲမာကြီးဆိုတာဒါချင်းနေကြည့်လောက်မယ်ငါစုထားတဲ့တမိုးကြီးပစ္စည်းကိုခိုးရနေလားပေးလားဟာဟုတ်တယ်ဟာတရဲမာကြီးကနည်းနည်းတော့အိုးနေပြီပဲဒါတရဲမာကြီးရဲ့အိမ်ရဲ့တီနေရချင်းနေဟုတ်တယ်ဒီကိစ္စနည်းနည်းတော့စိတ်ဝင်စားစရာကောင်းတာပဲโอเคအဲ့ဆိုလေတွားပြီးတော့စူးစမ်းကြည့်ရမှာပေါ့ကွာအရင်ဆုံးကားကိုရင်ပြင်မရမယ်ဒီကားပြင်ပြီးမှပဲတခါတည်းတွားလိုက်တော့မှာကွာโอเคဆိုတော့ကားရင်ပြင်မယ် A few moments later နောက်ဆုံးတော့ငါ့ရဲ့ကားလေးအသစ်ဆက်ဆက်တိုင်းပြန်ဖြစ်သွားပြီโอเคဆိုတော့အယောင်မှာပြောင်းလိုက်တာဆိုတော့တော်တော်မိုက်သွားပြီတကားလေးအသစ်ဆက်ဆက်တိုင်းပြန်ဖြစ်သွားပြီโอเคဆိုတော့ခုနဟိုကောင်မှုတ်ကြီးပို့ထားတဲ့တရဲမကြီးရဲ့အိမ်ဆိုတဲ့နေရာကိုတွားကြမယ်โอเคဒီလိုတရဲကိစ္စတွေရန်နာကိစ္စတွေဆိုတော့တော်တော်စိတ်ဝင်စားစရာကောင်းတဲ့ကိစ္စတွေကွာအဲဒါကြောင့်မလို့ဒီလိုကိစ္စတွေကိုစူးစမ်းမှရမယ်โอเคဆိုတော့အရင်ဆုံးမှုတ်ကြီးကိုတွားခွင့်ကောင်းမလားဒီကောင်ကတရဲကြောက်တဲ့ကောင်ဒီကောင်ကမလိုက်ဘူးလို့ပြောထားတယ်အဲဒါဆိုဒီကောင်ကိုခေါ်မနေတော့ပါကွာဒါပေမဲ့ငါခုနတီနေရာကိုတော့တေချာကြည့်မှရမယ်โอเคကောက်ဒီလမ်းဘေးခဏရက်လိုက်မယ်โอเคဒီနားရက်ထားလိုက်မယ်โอเคဆိုတော့တီနေရာကြည့်ရမယ်โอเคတင်းချိုင်းကုန်းဘေးကမီးပြလိုက်တော့တည်ရအတိုင်းပဲလွဲတော်မှာကြောက်လို့ကဲဆိုတော့တီနေရာကြည့်လိုက်မယ်ဟုတ်တယ်ဒီနားလေးတင်းချိုင်းကုန်းဘေးကလမ်းတိုင်းဆိုရင်ငါအခုဒီမှာရောက်နေတာမြို့ထဲမှာဆိုတော့လင်းကွင်းနားကနေပြီးတော့တခါရဲသွားပါโอเคဆိုတော့သွားမယ်ညဘက်လည်းရောက်လာပြီဆိုတော့အဆင်သင့်မယ်โอเคဆိုတော့နေဝေးဟိုကောင်မှုတ်ကြီးကိုမခေါ်တော့ဘူးမှုတ်ကြီးကလိုက်မှလည်းမဟုတ်အဲ့ကောင်ငါကြောက်ကဲဆိုတော့ဒီတခါရဲကိုက်ပြီးတော့သွားလိုက်တော့မှာကွာကဲတရေဆိုတာဂျိုးနေလားခုနဂျိုးနေတော့မဟုတ်ဂါဝင်ကြီးနဲ့ကဲတရေမကြီးရဲ့အိမ်ရရန်နာတွေကိုတွားယူမယ်ကွာ A few moments later โอเคရှေ့မှာတော့တင်းချိုင်းကုန်းတော့ရောက်ပြီဟိုမှာတရေတောင်မှပြန်နေပြီတွေ့လားတော်တော်မိုက်တယ်ကွာကဲတင်းချိုင်းကုန်းရဲ့ဘေးကမီးပြထုံးမှာမီးပြလိုက်တွေ့အဲ့ဒီမီးပြလိုက်နားမှာဆိုတော့နေငါကောက်ကိုအဲ့ဒီဘောင်းတော်လို့မရဘူးကားဒီနားလေးဒီနားလေးကြီးပဲရမယ်ဘာလို့ဆိုဟိုဘက်ကတရားပေါက်စာလေးဖြတ်လို့မရအောင်โอเคဆိုတော့ကောက်ဒီနားလေးပဲထိုးခဲ့လိုက်မယ်နေဟုတ်တယ်မောင်းလို့မရဟိုဘက်ကိုဆိုတော့ကောက်ဒီနားလေးရက်ထားလိုက်မယ်โอเคနေအောက်ကျသွားမှလည်းကြောက်ရသေးတယ်ကဲရပြီကောက်ဒီနားလေးရက်ခဲ့လိုက်မယ်ကဲဘေးမှာလေတရဲမရဲ့အိမ်ဆိုတာဒီနားကျင်တော့ဘာမှမမြင်ရပါဘူးဝေးအနီးကပ်သွားကြည့်လောက်မယ်โอเคဆိုတော့တရားတွေ့တာဒီတရားမိုးပြန်တရားကျေဆိုတော့နည်းနည်းတော့ကြောချမ်းစရာပဲဒါပေမဲ့ခုနမှုတ်ကြီးပြောတာဒီတရေမာရဲ့အိမ်ထဲမှာရန်နာတွေအများကြီးလို့ပြောတယ်ဒီတရေမာကြီးလူတွေကိုဖမ်းပြီးတော့ရန်နာတွေကိုယူထားတာထင်တယ်ကဲမိပြတိုင်းတော့ရောက်လာပြီတရေမာရဲ့အိမ်ကဘေးမှာတော့ဟာတွေ့တော့မတွေ့သေးဘူးမိပြတိုင်းနားမှာပဲလို့ပြောတာပါဒီနေရာလဲမှန်ပါတယ်ဒီနားလေးတော့ဘာမှမတွေ့ဘူးဒီမှာဒီပေါက်တွေပဲတွေ့ဒီပေါက်တွေဘာလို့အောင်အင်းလည်းမဟုတ်ဟိုကောင်တွေကချင်းထည့်ရများလားမသိဘူးဆိုတော့ဟုတ်ပါတယ်မရှိဘူး
ဟာမုတ်ကြီးငါ့ကိုချင်းထဲတာတင်နေဒီကောင်牛โอ้ยဟာဒါဘာကြီးလေဟာငါဒီနားရောက်လာမှသူ့ကသူပွင့်လာတာအပေါက်ကြီးရှင်နေဝေါတော်တော်ထူးဆန်းနေဟာဝင်ကြည့်လိုက်ပါကွာမလေးဗျာငါဘီငါဘယ်ရောက်နေရတော့ဟာဒါဘသူ့အိမ်ရောအော်ချန်စီကိုအော်ဒါဟိုတရေမကြီးအိမ်ချင်းနေဟုတ်တယ်ငါတရေမကြီးအိမ်ကိုရောက်နေပြီရှင်ဟာဟုတ်တယ်ဟာအော်တရေမကြီးအိမ်ဟာဟိုလှုပ်ရတကားကြီးနဲ့တွားတာပဲဟာဒါဘာကြီးလဲညဟာဒါဘာပုံကြီးရောအော်ဒါခေါင်းဖြတ်တတ်တဲ့ဆက်ပုံကြီးဟာဟုတ်တယ်ဟာဟုတ်တယ်ဒါတရေမကြီးအိမ်ပဲအဲ့ဒါဆိုဟိုကောင်မှုတ်ကြီးပြီးတော့အမှန်နေပဲကဲနောက်ဆုံးတော့တရေမကြီးအိမ်ကိုရောက်ခဲ့ပြီဆိုတော့ငါ့ရဲ့လုပ်ငန်းကဒီအိမ်ကနေပြီးတော့ရန်နာတွေကိုခိုးဖို့ပဲအရင်ဆုံးဒီအိမ်နဲ့ဘယ်လိုဝင်လို့ရမလဲကြည့်ရမယ်ဝေးညဟောဒီမှာတရေမှာတော်တော်ပါတာပဲဒီမှာဒီကျိုးတိုက်မိရင်အတန်မြောင်းလို့လုပ်ထားတာအမေငါပို့ပါတာပေါ့အော်ဒါခေါင်းဖြတ်တဲ့ဆက်ကြီးပဲ no ကြောက်စရာကြီးတရေမှာတော်တော်ရက်ဆက်မဲ့ပုံပဲကဲအိမ်နဲ့ဘယ်လိုဝင်လို့ရမလဲဒါပါကြီးလေအော်ဒီမှာဒီဘောက်ကနေဝင်လို့ရတယ်โอเคဆိုတော့ဒီဘောက်ကနေခုံပြီးတော့ဝင်လိုက်မယ်ညyeah โอเคကဲဆိုတော့တရေမကြီးအိမ်ထဲကိုရောက်လာပြီညအတန်မထွက်အောင်ရှောက်အောင်အတန်မထွက်အောင်ရှောက်ပါမယ်ဆိုကျန်းနေရစုံနေသေးတယ်ညတရေမကြီးအိမ်များနေပြီလားမသိဘူးအိမ်နေပြီဆိုရင်တော့ငါသူ့ရဲ့ရန်နာလေးကိုကတိုးလေးယူသွားလိုက်တော့မယ်ဝေးတရေမတော့ပါတာပဲအချက်ပေးခေါင်းလုံးနေရနဲ့ကျိုးရင်လည်းလောက်ထားတာဆိုတော့ငါပို့ပါတာပေါ့ဆိုဒီဘက်ကနေသွားမယ်အာနေဒါဘောက်ကပိတ်ကြတာကျုံတော့တွေထထနဲ့ပိတ်ကြတာလုံးဝထွက်လို့မရအောင်ကိုပိတ်ရတာတော်ကိုအချင်းအေးဒီရွှေတော်ပြီတန်ထွက်မိတော့ပြီအေးပုံညဒီကလေးကဝင်ပုံလိုက်ရတယ်โอเคကလေးကဝင်ပုံမယ်โอเคညအေးလာပြီသူလာပြီအေးလာပြီအေးမအိုးအေးမတရေမိုင်ငါဖုန်းထဲမှာမြင်တဲ့တရေမိုင်ဟုတ်တာပဲတကယ်ကျုံကောင်းဝင်းနဲ့တော်ပြီညโอเคပြန်ထွက်လိုက်မယ်ညတော်ပြီအော်တကယ်တရေမိုင်ပဲကျုံစပင်မိုးတွေကဖြူးနေပြီတော်တော်အိုးနေပြီချင်းနေညသူငါ့ကိုမမြင်သူငါ့ကိုမမြင်ဘူးโอเคမမြင်ဒီအပေါ်တက်တစ်ထပ်လုံးတေချာနှံ့အောင်အေးမြင်တော့လာပြီအိုးတော့မြန်နေဟိုညလာပြီသူလာပြီအဲ့ဟိုမြောင်းလိုက်အေးညမိရအားဆိုအောက်ထပ်ကိုစင်းမှာပေါ်ထပ်မှာဘာမှမရှိဘူးဝေးဆိုတော့အောက်ထပ်မှာရှားမယ်ညဟိုထုံကြောင်ကြီးကိုချထားတာအမလေးကျုံတော်ကိုရုံမာတော်ကိုအကျင့်ရုပ်တဲ့တရေဘွားတော်ကြီးပဲဝေးညလာပြီလားမသိဝေးညလာပြီလားမသိလောင်းအတန်ကြီးကိုကြားနေရတယ်ဝေးညလောင်းအဲ့ဒီမှာအပေါက်တို့ဒါအောက်ထပ်ကိုသွားတဲ့အပေါက်ပဲโอเคရောဆင်းကြည့်လိုက်မယ်โอเคဘာဒီမှာလဲအောက်ထပ်ကိုဆင်းတဲ့အပေါက်တစ်ပေါက်โอเคဟောဒါခုနတရေမကြီးရဲ့ကားတင်နေကားတော့တော်စုံနေပြီဒါပေမဲ့တီချာရွှိုင်းပြီးတော့ပြင်ပြီးတော့ရောင်းရင်တော့တော်တော်ရမှာကွာโอเคဆိုညဒီကားကိုကားထဲဝင်ကြည့်လောက်အောင်မယ်နည်းနည်းမောင်းလို့ရလားရမရဆန့်ကြည့်လောက်အောင်မယ်ဝေးဆိုတော့ကားထဲဝင်လိုက်မယ်တော်စုံနေပြီကွာမရဘူးအေးဟိုလာပြီတရေမကြီးလာပြီဝေးပြီးမယ်တုံကြီးနာအေးအော်ဒီမှာမိကန်တက်တာโอเคညဟိုမပေါ်တော့ကိုပြီးမယ်ညလာပြီသူနောက်ကလိုက်လာပြီတော်မြန်နေဘွားတော့ပဲညအဲ့နေပါဦးညလေကမှတနက်ပါတာပဲဟုတ်တယ်အော်တနက်ပါတော့ကြောက်နေညဒီအပေါ်တက်ဒီခေါ်ပြီးမှပြင့်မှရမယ်ဒီလေကားပေါင်နေပြုတ်ကြအောင်ပြင့်မှညမှတ်တော့တောင်းတော့တီးတော့မသိတော့ဘူးကွာလာရောဝါတီးရောအိမ်မှာတရေမှာလေတံမရီကိုလုံးမပေါ့တနေ့နဲ့ပြီးရင်မေ့ရပဲသူကမေ့ပဲမှာကွာသူပြန်တတိမရခင်ငါဒီမိကန်တဲ့တောင်တေချာဖောက်မှရမယ်ဝေးမြန်ဖောက်ပြီးမြန်ပစ္စည်းခိုးပြီးမြန်ပြီးမယ်ကွာကဲဟက်ကာလောက်ရတော့မယ်โอเคဆိုတော့မိကန်တဲ့တောင်ဟက်ပြီးတော့ဖွင့်မှရမယ်ကဲ
ဒါရီတီလို့ပစ္စည်းအစုံလင်ထည့်လာတာโอเคဆိုတော့ဟက်လိုက်မယ် yes နောက်ဆုံးတော့ရခဲ့ပြီ okay ဆိုတော့ညအေးပွင့်လာပြီ oh what the hell အများကြီးပဲဟာ ကြည့်ဦးဟိုမှာရွှေတွေရောငွေတွေရောပတ်စံအိတ်တွေရောရွှေပြားတွေရောရွှေတောင်းတွေရောဘောလုံးဒီရောကရိုနာဒိုစီယာလားမက်ဆီစီယာလားမသိဘူးဒီထဲမှာရှိမှာပစ္စည်းတွေတော့စုံတာပဲဟာကျုံဟိုမှာရိုးကြော်ကောင်းတွေရောရွှေပြားတွေရောပတ်ဆက်တွေရောစိန်တွေရောရိုးကြော်ကောင်းကရွှေတောင်ချထားလိုက်သေးဒီထဲမှာတူဖမ်းထားတဲ့လူတွေစီကနေပစ္စည်းတွေယူထားတာထင်တယ်ကဲဆိုတော့ငါသူ့စီကပြန်ယူမယ်ကွာမြန်ထည့်ပြီးတော့မြန်ပြီးမယ် A few moments later. ကဲပစ္စည်းတွေအကုန်ထည့်ပြီဆိုတော့ပြီးဖို့ပဲကျန်တော့တယ်ကဲဘီလန်ပြင်ကောင်းမလဲညတိငါလာလန်းနိုင်တော့ပြီးလို့မရတော့ဒီကားကြီးနဲ့ပြီးမှရတော့မယ်ဟုတ်တယ်ဒီအပေါက်ကနေပြီးတော့ထွက်မှရတော့မယ်โอเคဆိုတော့ကားကိုလည်းဟက်ပြီးတော့မောင်းမှရမယ်ဒါပေမဲ့ကားတော်တော်ဟောင်းနေပြီကွာဟက်လို့ရပါမလားမသိဘူးကျန်နိုင်ဘူးစူးစမ်းကြည့်ရမှာပဲကဲဆိုတော့ကားဟက်ကြည့်လိုက်မယ်ဒီမှာဟက်တဲ့ USB အော်ဒီမှာတွေ့ပြီကဲဆိုတော့ဟက်မယ်ကွာရပါစီကွာရပါစီကဲရပြီကွာဒါပေမဲ့စံနှိုးလို့ရပါမလားမသိဘူးမရောက်နေရစမ်းမโอเคရပြီ yes ဒါပဲโอเคဆိုတော့ကာရှိဘုံလေးမှာပွင့်သွားပြီဒါပေမဲ့မတက်နိုင်ဘူးတက်ရမှာပဲနောက်ရယောโอเคမပြီးသေးဘူးမလေးဗျာ The next day. ကဲတရေမကြီးရဲ့အိမ်ရနေပြီးတော့ရန်နာတွေရောငွေတွေရောနောက်ဆုံးပိကားကြီးပါအစ်စ်ရခဲ့တယ်ဗျာကားကြီးကိုလည်းပြင်လိုက်တာကျူးတော်တော်ကိုမိုက်သွားပြီတရေမကြီးမြင်တော့ဒါငါကားပါလားဆိုပြီးတိမှမဟုတ်ဘူးတော်တော်လေးမိုက်သွားတာပေါ့ပစ္စည်းတွေကလည်းတော်တော်ကိုတန်ဖိုးရှိတယ်ဆိုတရေမကြီးဒီမျိုးကိုရောက်လာတာငါတော်တော်ပွားတာပဲကဲဆိုတော့စုပ်ဒီယူပေးကြရတော့အားလုံးကျေးဇူးတူတင်ရှိပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ရမယ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့ကဲဆိုတော့ထုံးစံတိုင်းအားလုံးပဲဘိုင်ပါကျွန်တော်ကတော့လွတ်မှာ